Hello Minglaba. Good morning. Aku Christmas la so Merry Christmas po no. Christmas la chama yin the ma taku tain hara ma pyo bu da be sit the ma pyo me lo ba chang so ko tayauk the khan khe bu de ya bo kwa naw lu de le ma khan ya aung lo chama pyo pya chin ne de saka taku shi ye no. Chama 2023 April 12 ရက်နေ့မှာ American ကိုရောက်ပါတယ်အဲ့အချိန်မှာကျမကအလုံးမလုပ်သေးဘူးကျောင်းတစ်ဖက်တက်နေတယ်ကျောင်းကဘာမှတော့မဟုတ်ဘူးရိုးရိုးကျောင်းပေါ်တော့ဒီနိုင်ငံရဲ့ယဉ်ကျေးမှုတွေဒီနိုင်ငံရဲ့စီမီဥပဒေကိုနားလဲတဲ့အဲ့အရာတွေကျောင်းတက်ပါတယ်ရှင်အဲ့ဆိုကျမမှာဝင်ငွေတော့မရှိဘူးထောက်ပံ့ခြင်းငွေတော့ရနေတယ်ထောက်ပံ့ခြင်းငွေတစ်လမှာ1000နီးပါးတော့ရနေတယ်ဒါပေမဲ့ကျမ investment အားလုပ်ချင်တယ်လားအဲ့ဒါနဲ့ကျမလေတကယ်ချင်းတယောက်ကမိတ်ဆက်ပေးတယ် Rabin Hun ဆိုတာကျမအမှဝယ်တယ် Rabin Hun မှာကျမ stock market ကိုဝယ်တယ်ဒါပေမဲ့ကျမကအရင်အဲ့အမှအဆင်ပြေနေတယ်ဝယ်တာလဲကျမအဆင်ပြေနေတယ်ဗောနော်အဲ့ဒါနဲ့တနေ့ကျတော့ကျမ Facebook မှာကြားဖြတ်နေရလဲနီးမျိုးစုံနဲ့လာတိုက်ခိုက်တာလုံးဝကျမတို့ရဲ့တိုက်ခိုက်ချက်မှာကျမမပါသွားဘူးတိလားကျမအဲ့ဒီတို့လေကျမကိုနီးမျိုးစုံနဲ့ Facebook comment ကျမရဲ့ပုံတင် comments မှာလေရေးတဲ့မင်းရဲ့French request ကိုနော်ငါစောင့်နေတဲ့တအားမောတယ်တန်နေတဲ့ဝေဟု我等到很久好累的တရုတ်လေကျမအမျိုးလာရေးတယ်နော်ကျမကအမျိုးတရုတ်တို့လေလေမောင်လိုဘာမျိုးစုံနဲ့တသေးလိုဘာလိုချောလေးနဲ့ကြိုက်တာနဲ့လာအဲ့တဲ့ကျမလုံးဝလက်မခံဘူးတိလားတနေ့ကြတော့ကျမဘယ်လိုအလင်ခံရတယ်ဆိုလာပြီအခုပြမယ် short the point ပြမယ်နော်အဲ့ဒါကောင်လေးကကချင်ကောင်လေးတိလားကျမကိုအရှောင်းနဲ့ကျမကို messenger မှာလာရေးအရှောင်းနဲ့stock market အမဝင်နဲ့ပတ်စံကမမြက်ဘူးတဲ့အရှောင်းတဲ့ဒီ bitcoin ကိုဝယ်ပါဒီလိုဝယ်ပါသူ့လိုမျိုးဝယ်ပေါ့ကွာအဲ့လိုဆိုရင်ကြံတာပေါ့အဲ့နဲ့သူ့ရဲ့ identity ကိုကျမလိုက် check တယ်တိလားသူပုံလေးတင်ထားလေကောင်လေးငယ်လေးဆိုတော့ကချင်ကောင်လေးပေါ့မျိုးကိုချစ်လို့ကျမခံလိုက်ရတယ်လူမျိုးကိုလည်းချစ်တယ်ဖះကိုယုံကြည်တဲ့လူမျိုးဆိုပြီးမှကျမမှာအလင်ခံရတယ်တိလားအဲ့ဒါနဲ့သူကကျမကိုပြောရတယ်လားကျမ review မှာဝယ်ထားတာများတော့မဟုတ်ဘူးကျမဝယ်ထားတာ9000လားမသိကျမအမဝယ်ထားတာ9000ဝယ်ထားတယ်အဲ့ဒါနဲ့အဲ့ bitcoin မှာပဲကျမက3000ဝယ်ထားတယ်ကျန်တဲ့ဟာတော့2000ပေါ့နော်အဲ့ဒါဝယ်ထားတော့ကျမမဝယ်ခင်မှာကျမစမ်းတိတ်မတ